square feet 1500ကို3900ညှိနှိုင်းနဲ့တာမွေရွှေဝါလန်းအနေနဲ့ထဲပေါက်မယ်စူပါဝမ်ချိုက်ကဆန်ရဲ့အနောက်လမ်းနဲ့လည်းကပ်ရက်မှာရှိတဲ့မိုင်ကွန်နိုကအခန်းလေးစီကိုခေါ်သွားပေးပါမယ်မိုင်ကွန်နိုကတကယ်ကိုမှကားပါကင် basement ကလည်းအကုန်လုံးအတွက်ကိုကိုယ့်ရဲ့ကားပါကင်24 hour security manpower တွေနဲ့အကုန်ပါပြီးတော့မှမိုးလုံလို့ရှင်းနိုင်မယ်ဓာတ်လေက2စင်းထိထည့်ပေးထားပြီးတော့တကယ်ကိုမှအရေးပေါ်လေကားနဲ့တစ်ဆက်တည်းယူပေးထားပြီးဖြည်းဖြည်းပဲထားထားပြီးတဲ့အတွက်တော်တော်လေးဆင်ပြေတယ်ကိုသွားတဲ့အခန်းမှာလည်း security system တွေကပါပြီးသားအခန်းဝင်လိုက်တာနဲ့တကယ်ကိုမှ open square type ဖြစ်တဲ့ living room နေထားယူလည်းတွေ့ရမယ်နော် dining room နဲ့တွဲသွင်းအောင်ကျဲတာကိုလည်းမြင်ရမယ်အခု main master bedroom စီကိုတန်းပြီးခေါ်သွားပေးမယ်တကယ် main master bedroom ဆိုတဲ့အတိုင်းပဲအခန်းကို single 2ခန်းစာလောက်ရှိရယူပေးထားတာဝရဏနှစ်ဖက်နဲ့ view point တွေအကုန်လုံးပါတယ်အခန်းကောင်းတစ်ခန်းဖြစ်အောင်လို့အကျယ်ယူပေးထားပြီး WC room နေရာစာ common ဖြစ်ဖြစ်နဲ့တွေ့ရမယ်နော်ကို private guest room လို့ရင်တော့တော်တော်လေးကျဲတာကိုတွေ့ရမယ်ဒါကနောက်ထပ် single ခန်းတစ်ခန်းမှာ single ခန်းလည်း common ဖြစ်ဖြစ်နဲ့ common WC room နဲ့လည်းနီးကပ်ဆုံးယူပေးထားတာကိုတွေ့ရမယ်အခုဒီ common WC room ကိုပြည့်စုံလေးနဲ့ single ခန်းတွေနဲ့အကက်ရထားပေးထားတဲ့အတွက်တော်တော်လေးဆင်ပြေတယ်ဒါလည်းနောက်ထပ် single ခန်းတစ်ခန်းမှာဒီမှာဆိုဝရဏတွေကစား private အနေနဲ့အကုန်လုံးယူပေးထားပြီးတော့ကိုကြိုက် furniture တွေဆက်လက်လုပ်အောင်ကျယ်ဝန်းသေးတာကိုလည်းတွေ့ရမယ်နော် kitchen ဆိုရင်လည်းတွေ့တဲ့အတိုင်းပဲကြွေပြားတွေကစားအကုန်လုံးဘေးတွေရောအောက်တွေရောထည့်ထားပေးပြီးတော့မှကိုမိသားစုနဲ့ကိုအတွက်ကြိုက်တယ်လို့ decoration တွေ interior တွေထပ်ပြင်လို့ရတဲ့အခန်းကောင်းလေးဆိုလည်းမမှားပါဘူးကြိုက်ဆန်ဖျားဖြူတွေနဲ့ city view ပွင့်တွေကိုခန်းစားပြီးတော့မိသားစုနဲ့တူဘာဝထိတွေ့ကိုရရှိဖို့ PS and property ဆိုဆက်သွယ်လိုက်ပါရှင်